ငစီရေဟောင်လို့ဝပြီလားကလိန်ကကြိလိန်ညာလို့ဝပြီလားအေးလိန်ညာလို့ဝပြီပြီဆိုရင်နေ့ရက်အတန်နေလာပြီးတော့နားထောင်နော်ပြီးတော့ငါကိုငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်ပြီးတော့နေမတရားဆွဆွဲထားတာကိုနေတက်သေးထောက်ထားမရှိလို့စရင်ငါတရားဆွဲမယ်โอเคနော်ငါတရားတကယ်ဆွဲမယ်ညတုန်းကညီမလေးတယောက်ကိုမမို့ခိုင်းတယ်မမို့ကွင်တောင်းတယ်ဘာလို့ပြီးတော့မမို့ကွင်တောင်းတယ်ငစီကိုသွားမေးပေးမမို့စရင်စစ်မယ်နော်မမို့ဘက်က ready ပဲမနေ့ခံလားတပတ်ခါလားငါစစ်မယ်2021ကနေ2025 2026ထိမမို့စရင်စစ်မယ်အဲ့ဒီညီမလေးလည်းသူ့တော့ပြောတယ်ပြီးတော့ तू လက်မခံဘူး तू ဘာပြောလဲသိလားစစ်မယ်ဆိုရင်တဲ့နိုင်ငံတော်အစစ်ပညာရှင်သူ့ကိုစစ်စေမှသူစင်ချပြပေးမယ်တဲ့ဟာဘယ်လိုလဲပြောတော့ရိုးသားတဲ့ဆိုစင်စရာလာတိုင်ချပြတယ်ဆိုဟမ် NUG အစိုးရနိုင်ငံတော်အစစ်အစိုးရလာပြီးတော့စစ်ပြမှနေရစင်စရာချပြမယ်မင်းသာရိုးသားလို့စင်မင်းသာမလိန်ညာဘူးမခိုးစားဘူးဆိုရင်မင်း live ပေါ်မှာတက်ပြောတယ်လို့မျိုးမင်းတတိစီလေမင်း live လွှင့်တော့မင်းပြောတယ်ဘယ်သူပဲမဆိုလားစစ်နေချပြပေးမယ်ငါနေ့ကိုပြောပြီးနေစင်စရာချပြတဲ့အချိန်မှာစာအုပ်ပဲမချပြနဲ့မင်းဘယ်မှာပို့လဲမင်းရဲ့ဝင်ငွေထွက်ငွေဝင်ငွေအလုံးဘတ်တသန်းဆိုရင်ထွက်ငွေဘတ်တသန်းနေဘယ်မှာပြန်တော့ပို့တယ်နေနောက်ထားတဲ့30ရာခိုင်နှုန်းကဘာအတွက်လဲအဲ့ဒီ30ရာခိုင်နှုန်းနေ့ရနာရေးအတွက်ဆိုရင်တလဆိုရင်နာရေးပဲနှစ်ယောက်နေပြန်တော့ကူညီပေးလေပုံငွေနေပါပြန်တော့3လေအဲ့ဒီစင်စရာတွေအလုံးချပြခဲ့တာစာအုပ်ပြတာမဟုတ်ဘူးโอเคနော်ငါနေ့ကိုချပြတယ်နော်ငါစင်ရင်စရာငါဘယ်လိုမျိုးချပြလဲစင်ရင်6ချီဆိုတာဘယ်လိုမျိုးလဲမတ်တန်ရွက်တရားကျော်ဆိုတာဘယ်လိုမျိုးလဲပြည်သူလူထုရဲ့ငွေပြည်သူလူထုရဲ့နာမည်ဆိုတာသူတို့ရဲ့ဘိုက်စလစ်ရွက်တိုင်းကတင်ထားတယ်နာမည်တော့မကတော့ဖြတ်ပိုင်းဘိုက်စလစ်ရွက်တိုင်းကတင်ထားတယ်နော်မင်းရဲ့ကလင်ကကြေးရဲ့အတန်မင်းလာတော့နားထောင်အောင်မလေးစေချုံမိတာပေါ်မှာမင်းကသူရက်ကောင်းမင်းကလိမ်မာပါတယ်အမင်းကတော်ပါတယ်မင်းကမှန်ကန်ပါတယ်ရိုးသားပါတယ်မင်းရဲ့အတန်လာတော့နားထောင်နော်ပြီးတော့မမို့အများကြီးမပြောဘူးကွာโอเคဒီကလင်ကကြေးရဲ့အတန်ကိုညီတို့လာပြနားထောင်သေချာနားထောင်ပြီးတော့သူ့ရဲ့အတန်ပေါ့နော်ထိုင်းကညီမလေးကသူ့ကိုစင်ရင်သွားစစ်မလို့ကသူဘာပြန်ပြောလဲဆိုတာနော်ငါ့ကိုသူပြောတဲ့တခိုးတဲ့နော်ငါနေ့ကိုတရားဆွဲမှာနေတက်တဲ့ထောက်ထားမရှိဘူးနေစင်စရာချက်ချင်းမချပြလို့စင်ငါနေ့ကိုရအောင်တရားဆွဲမယ်ထိုင်းအဖိုးကြီးတော့လည်းငါ့ကိုတက်ပြီးတော့မတရားဆွဲလို့ငါတရားဆွဲလိုက်ပြီနော်ငါ့ကိုပြန်တော့တောင်းမှရတယ်နေငါ့ကိုထင်မသေးနဲ့နေငါ့ကိုငါနေ့ကိုငစီးလို့ခေါ်တယ်နေမကျင်တော့လို့စင်လမိုးလားဖေလို့မလားနေပြောလို့ရတယ်ပြဿနာမရှိဘူးဒါပေမဲ့ငါရတီသူလူထုငွေနဲ့ပတ်သက်လာလို့စင်နေလာပြီးတော့မဟုတ်တာကိုဆွဆွဲလို့စင်ငါနေ့ကိုရအောင်တရားဆွဲမယ်ကွာချက်ချင်းလဲငါနေ့ကိုစင်စရာချပြခိုင်းမယ် live ပေါ်မှာမဟုတ်နော်ထိုင်းကလူကငါပို့ပြီးတော့နေစင်စရာချပြမယ်ငါဘက်ကလည်းစင်စရာကတော့ချပြမယ်โอเคနော်ဒေးစာနားထောင်ပြီးတော့ကျုပ်ရဲ့စင်ရဌာနကိုစင်ရပုံမယ်ဒီစင်ရဌာနပေးတဲ့စင်ရတွေကိုငါချနေတာဖြစ်တဲ့အတွက်အခုငါ့ကိုတို့လောက်လာပြီဘာလုပ်ပေးမလဲစင်ရစစ်ပေးအခုငါ့ကိုဒီလိုလောက်လာပြီးတဲ့ဘယ်သူကနေ့ကိုလောက်လို့လဲငါနေ့ကိုဘောမအကြောင်းနဲ့ပြောတယ်မင်းလိန်စားညာစားခိုးစားတာငါတခွန်းမှမပြောရဘူးမင်းစင်ရင်ဆရာနဲ့လည်းငါမဆောက်ရဘူးပထမဗီဒီယိုဘောမနဲ့မဆောက်တော့နဲ့မမို့ပြောတယ်နော်တတိပေးတယ်မကြိုက်ဘူးအမော်တက်ပဲပြောတယ်ဒုတိယဗီဒီယိုနော်တာပါတီမဟုတ်တဲ့အဖွဲကိုနေ့ကိုစီပဲပထမဗီဒီယိုကိုစီဒုတိယဗီဒီယိုကိုစီပဲခေါ်တယ်နော်အဲ့ဒါနေသူများကိုမဟုတ်တာတွေစွတ်ဆွဲတာနော်သူများဟိုဗာလဲတာပါတီကိုဗာစန့်ကျင်တဲ့အဖွဲကနေတာပါတီလို့စွတ်ဆွဲတယ်မဟုတ်မမှန်တဲ့အတွက်ကြောင့်နေ့စကားပြန်ပြင်းနော်ငါပြောတယ်နေနားမထောင်ဘူးတတရချိန်ညငစီလို့ခေါ်တယ်နေ့ကိုငစီလို့ခေါ်မှငါကိုလမိုးလို့ပြန်မခေါ်ဘဲနဲ့ဖေလို့မလို့ပြန်မခေါ်ဘဲနဲ့ငါကမယောသားဘူးစင်စရာမချပြဘူးပြည်သူတို့ရဲ့ငွေ30ရလို့စင်လဲအဲ့ထမှာငါသိတဲ့လဲဘယ်သူသိမလဲသူ့ကိုဒီလိုမျိုးလောက်လာပြီးနေဘာကိုကြောက်နာလဲနေတတိစီလို့စင်မင်းသာယောသားမှန်ကန်လို့စင်NUG စီရချောင်းနေပို့စရာမလိုဘူးအခုထိုင်းကလူကနေတော့စစ်မယ်နေဘာဖြစ်လို့ကြောက်တာလဲနော်နိုင်ငံတော်အဆင့်ဒီလက်ရှိဆိုငါတို့တော်လိုင်းအစိုးရအဆင့်ကိုယ်တိုင်အစိုးရကိုယ်တိုင်စင်ရစစ်တာအထိခံယူမယ်နော်တာမန်အရက်သားစစ်တာတော့ငါမပြောဘူးတိုက်တဲ့အဆင့်လာကအကုန်စစ်တာကိုနေကထိုင်းနိုင်ငံမှာလေကိုရထိုင်းနိုင်ငံမှာထိုင်းဥပဒေလမ်းစဉ်မှာပဲစစ်ရမှာပေါ့ကိုရအခုနေဆုံးအကြောင်းသိချင်လားကိုညီမအိမ်လာမလားညီမနေဆုံးဆိုတာချပြပေးမယ်အိမ်မမို့ဒီတလားမှာ तू ကအဲ့ဒီနေဆုံးမှာကွန်ပျူတာ100ကျော်ဟာလေနေဆုံးပဲနေလဲပဲမြို့လဲပဲရွာလဲဆိုတာလေအခုသိချင်လားနေဆုံးကဘယ်လိုပုံစံလဲဆိုတာလေညီမပြပေးမယ်အခုမမသိပဲနေဆုံးနဲ့ပြောနေတယ်ဖြစ်တယ် तू အနေဆုံးကိုမမြင်ဘူးမကြားဘူးမသိဘူးဟုတ်လားအဲ့တော့မသိချင်လားသိချင်ရကိုလာမလား
နော်အဲ့ဒီမှာမိုးနေဆုံးတလားပို့ထားတဲ့ကွန်ပျူတာကြောကအခုကိုညီမချပြပေးမယ်လာစင်တိုင်းမှာသူပို့ထားတယ်နော်အဲ့ဒီကွန်ပျူတာတန်းနေပဲမျိုးလဲပဲရွာလဲပဲနေလဲဆိုတာလေတမျိုးချီမအခုဖတ်ကြည့်ပေါ့နော်သူကဒိတ်တွေရှိတယ်လေအခုဒီလပင်ရက်နေ့လဲပင်လပိုင်းလဲပင်တစ်ခုနေ့လဲနော်အဲ့ဒါစီမပြေဘူးလားအခုကနေဆုံးမစင်းတဲ့အတွက်ညီမစင်းပေးတာအေးလေအခုပြောနေတာဟိုလူစီဒီလူစီဆိုတော့ဒီထိုင်းဘန်ကအကိုရဲ့ထိုင်းဥပဒေအတိုင်းပဲစီရမှာလေအခုဘယ်သူ့ကိုသွားစီခိုင်းမှာတော့အခုထိုင်းနိုင်ငံကိုနေတာလေနော်ညီမဘယ်လိုပြောနေညီမဒီလိုပဲပြောနေတာလေညီမတို့နေနေတာထိုင်းနိုင်ငံရဲ့ဥပဒေအတိုင်းပဲတရားဝင်ဦးဆိုတာသိရလေဒါပေမဲ့တော့ဘယ်စီတာလေကိုရဲ့ဟုတ်တော့ဘယ်စီတာဘယ်သူတက်စီခိုင်းရမှာလဲ IUG ကိုတက်စီခိုင်းရမှာလားဒါပေမဲ့မရောက်လိုက်တော့စီခိုင်းရမှာလားဒီထိုင်းနိုင်ငံမှာပဲစီခိုင်းရမှာပေါ့ညီမထိုင်းနိုင်ငံမှာနေထိုင်းနိုင်ငံဥပဒေဆိုရင်ထိုင်းနိုင်ငံမှာတော်လိုင်းရေးတရားဝင်လုပ်ခွင့်ရှိနေပြီလားညီမစကားပြောတာမဟုတ်သေးဘူးကွာဘယ်လိုလဲလာပြောနေတာလဲအခုဒီချိန်မှာခန်းနေရတဲ့လူနော်အခုလာတိုက်ခိုက်ကြတာနော်အခုကလိုက်ပြီးတော့ပွဲချတာမဟုတ်ဘူးနော်မဟုတ်စကားတွေပြောတာတခြားလူတွေကတော့နေ့ကိုတိုက်ခိုက်လားမတိုက်ခိုက်ဆန်ကမသိဘူးငါကတော့နေ့ကိုမတိုက်ခိုက်ရဘူးပထမဦးဆုံးဗီဒီယိုငါကောင်းပြောတယ်ဒုတိယဗီဒီယိုငါကောင်းပြောတယ်ကိုစီလို့လည်းခေါ်တယ်တတိယဗီဒီယိုမှာနေ့ကိုငစီလို့ခေါ်တာဘာကြောင့်လဲနေ့ကလူစကားနားမလဲလို့နော်သူများအဖွဲ့အစည်းကိုလည်းလူတွေထွင်ထင်းရောင်ထင်မအောင်နေမတရားဆွဆွဲလိုက်တယ်โอเคအဲ့ဒါနေ့ကိုငစီလို့ခေါ်တာငါနေ့ကိုငစီလို့ခေါ်လို့ရိုင်းလို့စရင်နေငါကိုလမိုးလို့ပြန်တော့ခေါ်ဖာမိုးလားပြဿနာမရှိဘူးโอเคနော်ငါကိုငွေရေးချင်နဲ့ဆွဆွဲလာလို့ပဲပြီးတော့ပြောရလို့စရင်သူရဲ့တန်နာထောင်လိုက်အောင်ခဏလေးမပြေဘူးကွာမင်းပြောတဲ့စကားတွေတရားပြန်ကြည့်ပါကြောက်နေတယ်မရှိဘူးကြောက်နေတယ်မိုးကိစ္စကိုမိုးကိစ္စကနင်းနဲ့မဆိုင်ဘူးငါမိုးနဲ့ပဲနင်းနဲ့မိုးနဲ့ဘယ်လိုပတ်တယ်ငါစိတ်ထဲဝင်မဆိုင်လဲဒါမဲ့ငါရဲ့စရင်စရာနဲ့ပတ်သက်လာလို့စရင်ငါရဲ့ဘန်သခင်တော့ငါရဲ့စရင်စရာသမားတွေနော်ထိုင်းနိုင်ငံမှာစီးတယ်နေငါကိုမတရားဆွဆွဲတဲ့အတွက်ကြောင့်နေကိုစရင်သွားစီးမယ်နေလဲငါပြန်တော့စီးနေအစိုးရတွေစောက်စရာမလိုဘူးနေသာမှန်ကန်လို့စရင်ချက်ချင်းချပြငါတို့စီးမယ်နေသာမှန်ကန်တဲ့ရိုးသားတဲ့2021ကနေ2026အထိနော်ငါကအမြန်နည်းနဲ့ပဲမင်းကိုစိန်ခေါ်တယ်မင်းစရင်စရာချပြဘာသာစနေငါမတရားဆွဆွဲလို့ငါ့ကိုလေစစ်ခွေးတွေဘောမတွေလူရောက်มาတွေလေအကောင်1000အကောင်1000ဆဲလိုက်ငါစောက်ခိမဆိုင်ဘူးဒီငါနေ့အတွင်းရဒါပေမဲ့ငါရဲ့ငွေရေးချေရင်နဲ့ပတ်သက်လာလို့စင်တော့ငါတရားစွဲတာနော်ငါကိုဆွဆွဲပြီးတော့တက်သေးထောက်ထားမရှိလို့စင်ငါတကယ်တရားစွဲမှာအဲ့တော့ငါပြောတာရှင်းလေ तू ငါကိုတော်လိုက်နေမမဲနဲ့နော်နေငါပုံကိုစေရှုံးပြီးတော့ပမာထောင်ပြီးတော့ငါကလိန်စားပါတယ်ညာစားပါတယ်ခိုးစားပါတယ်နေဆောင်အတွက်အလူခံပြီးတော့ဘာစင်းဆရာမမချပြနေဆွဆွာတဲ့နေရစကလုံးနေရဗီဒီယိုအကောင်ကတင်ထားပြီးငါရစစ်နေစီမလဲငါပို့လိုက်ပြီနော်အဲ့ဒါနေဘယ်လိုမျိုးတောင်းယူမလဲโอเคနော်နေရစင်းစရာချပြပါနေ NUG ဆိုရဟိုဆွဲနေချပြစရာမလိုဘူး NUG ဆိုရလာပြီးတော့လူခံပြတာမဟုတ်ဘူးကိုဘာသာနဲ့ကိုလူခံတာနေလဲနေဘန်နဲ့လူခံတယ်ငါဘန်နဲ့ငါလူခံတာမဟုတ်ဘူးထိုင်းနိုင်ငံကတောင်းစစ်သူငါရစရင်မတည်းရဲ့ဘန်ကွာဘယ်လိုစားလုပ်ပါတယ်ဟိုဘာလဲမရနေပေးပါတယ် तू ငါ့ကိုပုတ်ကဆွဆွဲထားတယ်မိုးကိစ္စကနေနဲ့မဆိုင်ဘူးငါမိုးနဲ့ပဲနေနဲ့မိုးနဲ့ဘယ်လိုပတ်တယ်ငါစိတ်ထဲဝင်စားဘူးအဲ့တော့ငါပြောတာရှင်းလေ तू ငါ့ကိုတော်လိုင်းဝင်လွယ်လုံးစားလုပ်ပါတယ်ဟိုဘာလဲမရနေပေးပါတယ် तू ငါ့ကိုပုတ်ကဆွဆွဲထားတယ်အဲ့ဒီအတွက်ငါလည်းသူ့ကိုနေစုံလို့ပြန်ဆွဆွဲထားတယ်အဲ့တော့ဒီနှစ်ခုလုံးကဒီတော့ဒီကောင်ဘလောက်ကလင်ကြည့်လဲဆိုတာမမိုးဗီဒီယိုတက်တက်ထောက်ထားစီးတယ်နော်မမိုးပထမဗီဒီယိုပြောတဲ့အချိန်မှာသူ့ကိုဘာမှမဆွဆွဲရဘူးဘာမှအကြောင်းမပြောတယ်ဒုတိယဗီဒီယိုလဲသူ့ဘာမှပြောဘူးဘာမှအကြောင်းပြောတယ်တတိယဗီဒီယိုလဲသူ့ဘာမှမဆွဆွဲရဘူးသူ့ငစီလို့ပဲခေါ်တယ်ငစီလို့သူ့ကိုခေါ်မှအဲ့ဒီညမှာမိုးကတခိုးပါမိုးကမရိုးသားဘူးနေဆောင်ကိုဘာလဲလိုက်အလူခံပြီးတော့နေဆောင်တော့ပါစင်းစဲမှမချပြဘူးတွေ့လားဘလောက်ကလင်ကြည့်လဲဆိုတာမအေးလို့อ่ะကြားတယ်နော်မမိုးသူ့ငစီလို့ခေါ်တဲ့နေ့မှာ तू ကမိုးခိုးစားပါတယ်လို့ तू ဆွဆွဲတယ်နော်မမတို့တခိုးလို့ခွန့်ပြောဘူးဒီညမှာမောအားရပါရပြဒီကောင်ခိုးစားတယ်ဆိုတာနော်မနေ့တော့ကတင်ထားတဲ့ဗီဒီယိုဒီညဒီကောင်မရိုးသားတော့ဘူးသူ့အကြောင်းမမို့တိတဲ့နောက်ပိုင်းမှာ तू ကတကယ်ခိုးစားပါတယ်ဆိုတော့မိုးပြောတာမနေ့တော့ကလည်းဒီနေ့အဲ့ဒီမိုးပြောတဲ့ငစီဗီဒီယိုပေါက်မှာဆိုရင်တခိုးမပါဘူး तू ခိုးစားတာလည်းမပါဘူးဒီကောင်စကားပြောတာလုံးဝအစင်းနဲ့အနောက်မညီဘူးပြီးတော့သူ့ရဲ့စကားတွေကြံသေးတယ်ခါလေးနားထောင်ညညတတဖြစ်သွားအောင်လက်ရှိတော်နိုင်အစိုးရရဲ့စရင်စစ်တာကိုငါတို့ခံယူမယ်ဒါပဲရှင်းရှင်းလေးပဲအောင်နေပြောတော့စေရှုံးမိတာပေါ်မှာဘယ်သူပဲဝါမဆိုစစ်လို့ရတယ်ဆိုအဲ့ဆိုရင် NUG ဆိုရဘယ်တော့ကကြွလာပြီးတော့နေကိုစစ်စေးမလဲနေပြောတဲ့နိုင်ငံတော်အစစ်ပညာရှင်တွေစစ်စေးရမယ်ဘယ်တော့ကကြွလာပြီးတော့စစ်စေးမလဲဒါဆိုရင်နေငါ့ကိုမတရားဆွဆွဲထားတာနေဘယ်လိုမျိုးတောင်းယူမလဲငါနေကိုအချိန်တရက်ပဲပေးမယ်နေပြောတဲ့ငါခိုးစားလို့စရင်နေတက်တဲ့ထောက်ထားချပြနေတက်တဲ့ထောက်ထားချပြโอเคငါနေကိုငစီလို့ခေါ်တဲ့နေ့မှာနေကိုမဆွဆွဲရဘူးအဲ့တော့ငါနေကိုငစီလို့ခေါ်မှနေငါတခိုးမလို့ပြောတာနေငါကိုရင်ဆွဆွဲတာနော်ငွေရေးကြီးကိစ္စနဲ့ပတ်သက်တာမင်းဗီဒီယိုကောင်းစီတယ်ငါရဲ့ဗီဒီယိုတိုက်လက်စီတယ်ငါပြည်သူလူထုချပြမယ်အခုပြောနေတာဟိုလူစီဒီလူစီဆိုတော့ဒီထိုင်းဘန်ကအကိုရဲ့ထိုင်းဥပဒေအတိုင်းပဲစီရမှာလေအခုဘယ်သူ့ကိုသွားစီခိုင်းမှာတော့အခုထိုင်းနိုင်ငံကိုနေတာလေနော်ညီမဘယ်လိုပြောနေညီမဒီလိုပဲပြောနေတာလေညီမတို့နေနေတာထိုင်းနိုင်ငံရဲ့ဥပဒေအတိုင်းပဲတရားဝင်ဦးဆိုတာသိရလေဒါပေမဲ့တော့ဘယ်စီတာလေကိုရဲ့ဟုတ်တော့ဘယ်စစ်ကဘယ်လိုတက်စစ်ခိုင်းရမှာလဲ IUG ကိုတက်စစ်ခိုင်းရမှာလားဒါပေမဲ့မရောက်လိုက်တော့စစ်ခိုင်းရမှာလားဒီထိုင်းစစ်
တာကညီမထိုင်းဆိုရနဲ့မဆိုင်ကိုဘန်ကို statement ထုတ်လိုက်ရုံပဲရှင်းရှင်းလေးထိုင်းဆိုရနဲ့ဘာမှမဆိုင်ဘူးဒီက online လုပ်နေတဲ့ငွေထိုင်းဆိုရအောင်လည်းသွားပြီးတော့ကျွန်တော်တို့ငွေစစ်ပေးပါသွားလုပ်လို့ရမရဘူးဘန်ကိုသွားပြီးတော့ statement တောင်းလိုက်ရုံပဲ statement တွေအဓိက ဒီလိုပဲပြောနေတာလေညီမတို့နေနေတာထိုင်းနေတဲ့ကိုရေးအကိုလောင်တာတတိတတရီတော့ကိုနော်ညီမအကိုကကောင်းပဲပြောတယ်လေကိုရဲ့ညီနဲ့ကလည်းပြောစရာမလိုဘူးလေအကိုကိုဟိုဘောမရက်ကွာခေါ်တယ်လို့လေညီမလည်းမခေါ်ဘူးရောအကိုဘာဒီပူလောင်နေတာတော့ဘာဒီဖြစ်နေတာတော့ကိုရဲ့ဟုတ်တယ်လားညီမကအကိုကိုအကိုနေဆုံးကိစ္စတီးချင်နေဆိုလို့ရှိရင်ညီမပြပေးမယ်ညီမပြောတာအဲ့ဒါမှလားအကိုဟုတ်တယ်ဟောဘာမှပူလောင်စရာမလိုဘူးကကောင်းပဲပြောတာဟုတ်တယ်လားညီမဘလူးပဲမပါဘူးအကိုလည်းညီမပြောတယ်ပဲညီမဘလူးပဲမပါဘူးဒါထိုင်းနိုင်ငံမှာနေတယ်ဖြစ်တဲ့ကြောင့်လို့မမိုးလည်းထိုင်းနိုင်ငံကဘန်ကန်ရဲတော့ထိုင်းနိုင်ငံဥပဒေတိုင်းသူကိုစီးရမှာပဲလေဟုတ်တယ်ဟောသူလက်ခံစစ်တယ်ဆိုအကိုလည်းလက်ခံစီးရမှာပဲလေအကိုဘာဖြစ်လို့မလက်ခံရဲမှာတော့ဟုတ်တယ်လေတော်လည်းရေးလုံးနေတဲ့ငွေလေစလီထောလာမယ်လေနော်အကိုပဲမျိုးကိုပို့လေမမိုးပဲမျိုးကိုပို့လေဘလောက်ပို့လေဘလောက်လူခံရလေအဲ့ဒီမှာထိုင်းမှာမစစ်လို့ရှိရအကိုပဲနိုင်ငံမှာစီးရမှာတော့ဟမ်IOGC မှာသွားစီးရမလားဒါမှမဟုတ်မြန်မာစီမှာသွားစီးရမှာစီးလို့မရဘူးကို IOGC ကထုတ်လို့ထားတဲ့တယ်မဟုတ်ဘူးမြန်မာနိုင်ငံကထုတ်လို့ထားတဲ့တယ်မဟုတ်ထိုင်းနိုင်ငံထုတ်လို့ထားတဲ့တယ်ထိုင်းနိုင်ငံဥပဒေတိုင်းစီတဲ့နိုင်ငံဥပဒေသွားစီးရမယ်အော်အကိုကလည်းတကယ်တော့အဲ့ဒါအကိုတို့ပဲဖြစ်တော်နေကြလိုက်အောင်ဥပဒေဆိုတာနော်ဒီမှာပြတိုင်းမဟုတ်ဘူးလို့စီးလူစီးဝင်နေတော့ရောကမကြည့်တော့အမေဟိုလူလည်းစီးလူစီးကြည့်တော့ကြည့်လေသွားတယ်အဲ့တော့ညီမနေနဲ့လည်းမများချင်လို့နော်ငုံနေနေဘယ်လိုပတ်တယ်လို့ငါမသိဘူးနေလာပြောတာငါတို့အဆင်မပြေဘူးအထမပြောနေတော့နော်ငါအဲ့လောက်နဲ့ငါတောင်းမှချင်တယ်ဘာလို့ဆိုတော့အဆင်မပြေဘူးနေလာပြောတဲ့စကားလုံးကြီးငါတွေ့လေတန်နောက်ဆုံးနေပွင့်နေပြောတာငါတို့အဆင့်ကတာမန်ပြည်သူအဆင့်ငါပြောတာဒီစစ်ရေးစစ်တယ်ဆိုတာစရင်အင်းပညာရှင်နဲ့စစ်တာလေနေစရင်အင်းပညာရှင်အော်你来论那起码你俺生考的喽，把考的喽，拉西吧，不对吧？拉西吧，啊，苦啊吧嘞，哈，啊，生西嘛，谁路呀的啦？咱们批度谁路没呀不啦？你冷啥你路？哈，你那有大路线差别嘞，你也啥到来俺谁你差别啥么路？俺都对起啦，谁人超级？第一，对那嘛，你也办的嘛，为了的为阿龙是帮不了嘞，当时第一那天得拉对呀不了嘞，快多的为阿龙啊。你们那边嘛不老别闹包嘞 ，NUG 股你不老快背嘞，别单一大块要嘞，当时也跟老讲那个你把我懂嘞，哎，第四件事啊，到底他阿龙，你一搞的都不搞的起码你家的人为冷人为喏，哎，他来四件事啊，你差别呀没，哎，那个事情呐，你来熬死。哪里没得苦，你来没得苦，哎，你弄俺都身体谁人ပညာရှင်谁冇苦，谁人识的说了，谁人ပညာရှင်နဲ့识ကြတယ်，俺ပြောတဲ့သဘောတရား。ဘာခဲလို့လဲဝင်ငွေစစ်တယ်ဝင်ငွေစစုပေါင်းတလားဘလောက်လဲထွက်ငွေတလားဘလောက်လဲအဲ့ဒီထွက်သွားတဲ့ငွေကဘယ်နေရာပို့လဲပြီးတော့ကွန်မြူမာတန်တက်တွေထောက်ထားတာပဲမဟုတ်လားနေရပါတယ်လေနေဖြတ်တာအရန်များတယ်ဟုတ်လားအော်30%လည်းစီးတယ်အော်အပြင်မှာရောက်လာတဲ့ငွေလည်းငင်လည်းစီးတယ်ဟုတ်တယ်ဟုတ်ပြီးတော့အထွတ်ထွေဆဲလည်းစီးတယ်ဟုတ်လားငါဆိုရင်လေအထွတ်ထွေဆဲလည်းမစီးဘူး30%လည်းမစီးဘူးโอเคနော်အပြင်ကငွေလည်းငင်လည်းမစီးဘူးအော်စီးမှာဘာလက်ငင်မှမစီးဘူးအိမ်မှာပဲအလူခံတယ်စေရှုံးလည်းပမာအလူခံတယ်နော်ဝင်ငွေဘန်ထဲမှာစီးလို့စရင်အကောင်လုံးမြေပြင်မှာပို့တယ်ငါပတ်စံလည်းမကန်ဘူးဒါပေမဲ့ငါစင်းစီရတော့ငါအေးချာလောက်ထားတယ်ဟမ်နင်ဘာကိုကြောက်တာလဲနော်မင်းအမြန်နီးနဲ့လောက်အချိန်တရက်ပဲပေးတယ်နင်ဘာမှစင်းစရာမချပြဘူးဆိုရင်နင်ငါ့ကိုခိုးနင်ငါ့ကိုလိန်ထားတဲ့နင်ငါ့ကိုမတရားဆွဆွထားတဲ့ခိုးစားပါတယ်ဆိုတဲ့မိမိုးကနင်တောင်းယူရမယ်နင်ဘာမှတောင်းယူဆိုရင်တရားဆွဲမယ်ဒါပဲလူဆိုတာလေအကိုအစင်းဆိုတာပါအစင်းလေကိုရဲ့လူဆိုတာလေအဲ့လောက်အစင်းလေးကိုမပြောနဲ့တိလားအကိုတော့မဘယ်နေရာနေတက်လာလေအကိုတော့ပြန်တွေ့ရမယ်ညီမကိုအဲ့လိုအစင်းလေးဆိုတဲ့စကားလုံးအကိုမပြောနဲ့နော်ညီမလည်းလူအစင်းမှာပေါ့အခုကလည်းကိုကြိုက်ရလူနဲ့ယူလာခဲကြိုက်ရလူခေါ်လာခဲသူကလည်းကြိုက်ရလူခေါ်ပြီးတော့အဲ့မှာစီးကြလေအဲ့တော့လားအစင်းတဲဆိုတာမပြောနဲ့အကိုတို့ရင်ဖြစ်နေလို့ညီမကပြောတယ်တယောက်လည်းအကိုလည်းတကိုးသူလည်းတကိုးအကိုလည်းမခိုးရင်အကိုလည်းမခိုးရင်သူလည်းမကြောက်နဲ့ဟုတ်တယ်လားအဲ့ဒါပဲအကိုစစ်စစ်မဲ့လုံးနေတဲ့လူတွေအကိုတို့ရင်ဖြစ်နေလို့ညီမကလည်းပြောတယ်အဲ့ဒါဆိုပန်စီပြတယောက်တကိုးပြေးသူမတနာဘူးလားနော်အခုပြီးတော့နံပါတ်1အခုမှမပြောတာစီရင်စရာနဲ့ပတ်သက်ပြီးတော့သူမမို့မတရားဆွဆွဲတယ်ခိုးစားတယ်လို့သူပြောတယ်နော်စီချုံမြမမို့ရဲ့ပုံသူထောင်ပြီးတော့မမို့ကခိုးစားပါတယ်လို့သူရဲ့ပစားပြမှာသူပြောတဲ့အတွက်ကြောင့်သူ့ဘက်ကတက်တက်ထောက်တာမရှိဘူးဆိုရင်မမို့တရားဆွဲမယ်နော်စီရင်စရာနဲ့ပတ်သက်တာမမို့သူ့ကိုစိန်ခေါ်ပြီးညတော့က तू ကအော်အစိုးရ NUG လာစစ်မဟိုဗလဲနိုင်ငံတော်အစစ်ပညာရှင်တွေစစ်စေမတဲ့ဟာဘသူကပြောလို့လဲနင်ငါ့ကိုစိန်ခေါ်တော့ကနင်ငါမတရားဆွဆွဲတော့ကနင် NUG တော့နိုင်ငံတော်အစစ်တော့နင်မပြောရဘူးလေအခု main ကလေးတယောက်အနေနဲ့နင့်ကိုတော့ပြောတာမှနင်လက်မခံဘူးဆိုတာဘာလဲနင်ဘာကိုကြောက်တာလဲအမြန်နည်းနဲ့လောက်နော်အေးစင်စင်တန်း2021ကနေဒီ2026ထိမချပြလို့စင်နေတာလူလိန်ဖြစ်သည်နော်ပြီးတော့ငါကိုတခိုးစားပါတယ်စင်စရာမချပြဘူးဆွဆွဲနေတဲ့ညီလဲနေဘာမှငါကိုပြန်တော့တောင်းဝင်ပြီးလို့စင်ငါနင့်ကိုတရားစွဲမယ်ဒါပဲပြည်သူတွေချဲပေးနော်သူ့ရဲ့ရောက်มาတဲ့တက်တဲ့ထောက်ထားအဲ့ဒီလက်ဝက်ချက်တော့မမဖော်ရသေးဘူးဒီစင်းစရာနဲ့ကိစ္စဒီမအေလိုကလိုက်ပြမလုံတော့ဘူးသူ့ရဲ့အတန်ကိုပြန်တော့နားထောင်လိုက်နော်ဘသူကတခိုးအစ်ဖြစ်လဲဘသူကထောက်ဖို့တူဖြစ်လဲဆိုတာသိရမှာပေါ့ကွာပြည်သူတွေနားထောင်လိုက်တဲ့သူ့ရဲ့ကိုပိုင်အတန်ကြံတဲ့သူ့ရဲ့အတန်ဖိုင်ဘလောင်းဘလဲစကားအစ်နဲ့အနောက်မညီတာတွေမမအကောင်လုံးယူထားကုန်ပြီတို့တပေါက်ပြီးတပေါက်လာမှာဒီဖတ်ထမတပေါက်ပဲအရင်နားထောင်နော်စရင်စရာဆိုတာဘယ်လိုမျိုးချပြတင်ပြတယ်ဆိုတာနော်မမိုးညတော့ကလိုက်လွင့်ချပြတဲ့စရင်စရာကွန်မြူမာတန်အဲ့ဒီ live လွင့်ရဲ့ link ကိုမမိုးအောက်မှာချထားပေးမယ်ဒီဗီဒီယိုရဲ့အောက်မှာ okay